ဘတ်ကားတစ်စီးပေါ်မှာလူငယ်တစ်ယောက်ကသူ့ဖုန်းကိုထုတ်ကင်မရာကိုလှည့်ပြီးဓာတ်ပုံအနှဲငယ်ခိုးရိုက်ခဲ့ပါတယ်ဓာတ်ပုံတွေကိုသူပြန်ကြည့်ပေမဲ့တိတ်သဘောမကျတာကြောင့်မိန်းကလေးတစ်ယောက်နားကိုတွားပြီးနှုတ်ဆက်လိုက်ပါတယ်ထို့နောက်သူကအဲ့ဒီမိန်းကလေးကိုနေရာဖယ်ပေးလိုက်ပြီးဓာတ်ပုံတွေပိုရိုက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်သူ့လုပ်ရက်ကိုဘယ်သူမှမမြင်ဘူးလို့သူထင်နေပေမဲ့နောက်တစ်ခုမှာတော့အဲ့ဒီမိန်းကလေးကသူ့စီတန်တန်မတ်မတ်လျှောက်လာပြီးရှင်ကျမကိုဓာတ်ပုံခိုးရိုက်နေတာကျမသိတယ်တကယ်လို့ဒီထက်ထူးခြားတွေ့ကြုံမျိုးလိုချင်ရင်ကျမနောက်ကိုလိုက်ခဲ့ပါလို့ပြောလိုက်ပါတယ်လူငယ်ကလည်းဒီလိုခွင့်ရမျိုးကိုလက်မလွတ်ပဲမိန်းကလေးရဲ့အိမ်ထိလိုက်သွားခဲ့ပါတယ်အိမ်ရောက်တော့မိန်းကလေးကရေချိုးမယ်လို့ပြောပြီးထွက်သွားတဲ့အတွက်လူငယ်ကကတင်ပေါ်မှာလှဲလျောင်းရင်းအမျိုးမျိုးစိတ်ကူးရင်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုအမျိုးသားတစ်ယောက်ကကင်မရာအောက်ခံခြေထောက်ကိုထမ်းပြီးအခန်းထဲဝင်လာကမင်းရဲ့အဝတ်အစားတွေကိုချုပ်လိုက်လို့ပြောပါတယ်လူငယ်ကလည်းလမ်းဖြတ်သွားပြီးခမည်းကဘသူလဲဘာလုပ်တာလဲလို့ပြတလဲမေးတဲ့အခါအဲ့ဒီလူကမင်းကိုတပ်ပုံရိုက်ပေးမလို့လေအဲ့ဒီလိုအခိုးခံရတာဘလို့ခံစားရလဲဆိုတာမင်းသိအောင်လို့ပြန်ဖြေပါတယ်ဒီစကားကိုကြားတော့လူငယ်ကကြောက်လန့်တကြားနဲ့ပြတင်းပေါက်ကနေခုန်ချပြီးထွက်ပြေးသွားခဲ့ပါတယ်လောလောလတ်လတ်ထွက်ပြေးရတဲ့အတွက်သူ့ရဲ့ဖုန်းကိုလည်းအခန်းထဲမှာမိကြံခဲ့ပါတယ်ခြေတော့နဲ့အိမ်ပြန်ရောက်လာတဲ့အခါမှာတော့အိမ်တကားပဲမြည်လာပြီးတကားဖွင့်ကြည့်လိုက်တော့စောကအမျိုးသားကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်လူငယ်ကကြောက်လန့်ပြီးတကားပိတ်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူကဖုန်းလာပြန်ပေးတာလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲလူငယ်ရဲ့မိခင်ကပျော်ရွှင်စွာနဲ့အဲ့ဒီအမျိုးသားကိုသူမရဲ့မွေးနေ့ပွဲစပွဲဝိုင်းစီဖိတ်ခေါ်လိုက်ပါတယ်ထမင်းစပွဲပေါ်မှာလူငယ်ကခမားပါလို့ချင်တာလဲလို့မေးတဲ့အခါအမျိုးသားကဖုန်းမက်ဆေ့ချ်ကနေတဆင့်မင်းအမေရဲ့အဝတ်စားမပါတဲ့တပ်ပုံရိုက်ချင်လို့ပြန်စာပို့ပါတယ်လူငယ်ကစိတ်တူတူနဲ့ခမားကျွန်တော်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့တဲ့အခါအမျိုးသားကငါကဘတ်စကားဘော်ကမင်းကလေးရဲ့အဖေပဲမင်းကသမီးပေါ်လုပ်ခဲ့တာတွေအတွက်ဒါကမင်းကိုကလဲစားချေတာပဲအခုတိတိကျကျနားထောင်ငါပြောတယ်လို့လုပ်မလားဒါမှမဟုတ်အားလုံးကိုမင်းမိဘတွေကိုပြောပြရမလားလို့ချင်းချောက်ပါတော့တယ်လူငယ်ကအကြီးအကျယ်ထိတ်လန့်သွားပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်သူ့အမေကိုဒုက္ခမပေးချင်တာကြောင့်နောက်ဆုံးမှာတော့တက်တီမွေးပြီးအမှန်တရားကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဒီနေ့ဘတ်စကားပေါ်မှာလှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်လို့စပြောတဲ့အခါမိန်းကလေးရဲ့အဖေကဖြတ်ပြောပြီးအဲ့ဒါကျွန်တော်သမီးပါလူမိုက်တစ်ယောက်ကသမီးကိုလာနောက်ရှက်နေတာခမရဲ့သားကအဲ့ဒီလူကိုဖမ်းပြီးကောင်းကောင်းဆုံးမပေးခဲ့တာဗျာသူကကျွန်တော်သမီးရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးခဲ့တဲ့သူရဲ့ကောင်းပါပဲလို့လူငယ်ရဲ့မိခင်ကိုချီးကျူးစကားပြောလိုက်ပါတယ်လူငယ်ကသူတစ်ပါးစီကဒီလိုချီးကျူးခံရလိမ့်မယ်လို့တခါမှမမျှော်လင့်ထားခဲ့ပါဘူးနောက်ပိုင်းမှာလူငယ်ကအဲ့ဒီအမျိုးသားကိုခမကျွန်တော်အကြောင်းကိုဘာလို့ဖွင့်မပြောခဲ့တာလဲလို့မေးတဲ့အခါအမျိုးသားကအမားကိုတီးသွားပြီးတာဝန်ယူဖို့တတိရှိရှေ့ထွက်လာခဲ့လို့ပဲအမားလုံးမိတာကမကြောက်စရာဘူးအမားကိုတာဝန်မယူပဲညှင်းဆန်တာကမှတကယ်ကြောက်စရာကောင်းတာလို့အတိတ်ပဲပြေဝစွာပြန်လည်ပြောကြားခဲ့ပါတယ်